အိမ်ဆိုဒီမှာစိုးရင်တော့ကမရှိစေရန်နှင့်လုံခြုံမှုပေးနိုင်သည့်နေရာတစ်နေရာလည်းဖြစ်ပါတယ်။အိမ်သည်စိတ်ချမ်းသာမှုပေးနိုင်သောမိသားစုဝင်များခိုနားရတာဖြစ်သင့်ပြီးစိတ်ဖိစီးမှုပေးနိုင်သည့်ထောင်တစ်ခုအသွင်ဆောင်မနေရန်လည်းအရေးကြီးပါတယ်။ဒါကြောင့်စိတ်ချမ်းသာမှုကိုပေးနိုင်သောနေရာတစ်နေရာအဖြစ်သာဖန်တီးထားသင့်ပါတယ်။အမိုက်တွေရှုပ်ပွားပြီးညစ်ပတ်နေခြင်းကိုဘယ်သူမှမနှစ်သက်ကြပါ။အမိုက်များအိမ်တွင်း၌ရှုပ်ပွားခြင်းဟာကိုယ်တွင်း၌သွေးခဲသည့်သဘောဆောင်ပါတယ်။သွေးတွေပြစ်ခဲပြီးကောင်းစွာမရှောင်နိုင်ရင်လူဒုက္ခရောက်မယ်။အလားတူအမိုက်မလိုအပ်တဲ့အရာများရှုပ်ပွားနေသောအိမ်တွင်လည်းလိုအပ်သည်များစီးဆင်းနိုင်ခွင့်ဆုံးရှုံးမည်ကိုသတိပြုသင့်ပါတယ်။အိမ်အများစုကိုကြည့်လိုက်ရင်အုတ်တိုက်ကြီးတစ်ခုထဲတွင်ဖွင့်လှစ်ထားသည့်ကုံစုံဆိုင်ကြီးတစ်ဆိုင်နဲ့တူနေပါတယ်။အိမ်ထဲဝင်လိုက်သည့်နှင့်ရှုပ်ထွေးမှုများကိုစတင်ခံစားရပါလိမ့်မယ်။အမြင်ရှုပ်လင်စိတ်လည်းရှုပ်တော်မယ်။